ကောင်မလေးတယောက်မတော်တဆသတိထားမိလိုက်တယ်အိမ်ရှိဘီရိုကတညလုံးလင်းနေတယ်ဆိုတာသူမသွားရည်သွင်းပြီးဘီရိုတကားကိုဆွဲဖွင့်ကြည့်တယ်အဖွားစီကကြံခဲ့တဲ့ဝိယုံကြီးကိုမြင်လိုက်ရတယ်အဲ့ဒီအချင်းကရွှေရောင်တောက်ပြောင်နေတယ်ဒါပေမဲ့မီးဖွင့်ပြီးထက်ကြည့်တော့အချင်းကပုံမှန်တိုင်းပြန်ဖြစ်သွားတယ်အဲ့ဒီအချိန်ကျမှသူမအဖွားရဲ့စိတ်ကိုနားလည်လိုက်တယ်အဖွားဖြစ်သူကသူမကိုအလွန်ဂရုစိုက်သေးတယ်ဆိုတာအဖိုးအနှက်ကဆုံးຢာတွေကိုမြင်းမလေးစီချန်ထားခဲ့တယ်ဒီမတိုင်ခင်3ရက်လောက်ကသူမနဲ့အတူနေခဲ့တဲ့အဖွားကရုတ်တရက်ဖျားနာပြီးဆုံးသွားတယ်ဦးလေးလေးယောက်ကသတင်းကြတာနဲ့အပြိုင်နက်တည်းအိမ်ဟောင်းစီပြန်လာကြတယ်အဖွားမဆုံးခင်စားတစ်စောင်းချန်ခဲ့တယ်အထဲမှာကနန်းတန်းရေးထားတယ်ဦးလေးတွေကအရေးတကြီးခေါ်ကြည့်တယ်တိတ်မကြဘူးရှင်းနေတယောက်အိမ်ထဲဝင်လာတယ်တေတန်းစာဖတ်ပြတယ်အဖွားနာမည်နဲ့အိမ်လေးလုံးကိုဦးလေးလေးယောက်စာညီတူမျှတူခွဲဝေပေးတယ်ငယ်စဉ်ကကြီးပြင်းလာတဲ့မြင်းမလေးကိုတော့တလုံးမှမဖော်ပြဘူး幸好咱妈还没老糊涂，知道不能把房产留给外人。ဦးလေးတွေတယောက်ကိုတယောက်တီးတိုးပြောနေတာကြတော့ကောင်မလေးဒေါသကြောင့်လက်သေးတွေလက်ပွားရဲစိုက်ဝင်သွားတယ်ရှင်းနေထွက်သွားချိန်မှာကောင်မလေးကိုတစ်ချက်ချေရခံကြည့်သွားတယ်ဒါပေမဲ့အဲ့ဒီအမြင်ရဲ့အနက်အဓိပ္ပာယ်ကိုသူမနားမလည်ခဲ့ဘူးအတူကပြီး3ရက်မြောက်နေ့ဦးလေးတွေကဂုံတိတ်ခါရှိဖို့အဖွားစီကကြံခဲ့တဲ့ဝိယုံအဟောင်း20လုံးကိုကောင်မလေးစီပေးတယ်နောက်နေ့မှာပစ္စည်းတွေတင်ပြီးအိမ်ကနေထွက်ဖို့မိတ်ပေးတယ်အခန်းမြင်လို့အောင်သားကြီးမင်္ဂလာဆောင်ဖို့ပြင်ဆင်ရမယ်အဲ့ဒီညကောင်မလေးတယောက်တည်းအဖွားခန်းထဲကိုဝင်တယ်မျက်ရည်တုံရင်အိပ်ပျော်သွားတယ်တွေးမရအောင်လွမ်းတာဖြစ်မယ်အိမ်မက်ထဲမှာအဖွားနဲ့တွေ့တယ်အဖွားကမြတ်တာရှိရှိတတိပေးတယ်ဘီရိုတွေကပစ္စည်းတွေကိုတေချာထိန်းသိမ်းဖို့ပြောတယ်ကောင်မလေးအသေးစိတ်နေချင်သေးတယ်ရုတ်တရက်အိမ်မက်ကနိုးသွားတယ်အမှန်တရားကိုသိချင်တော့လက်နဲ့တက်မီယူပြီးအသက်ရှူတိတ်ကဘီရိုတကားကိုဆွဲဖွင့်တယ်တခဏအတွင်းလင်းတဲ့တစ်ခုမျက်လုံးကိုထိုးလာတယ်သူမမျက်လုံးဖွင့်ဖို့တောက်လို့ဝိယုံအဟောင်း20လုံးစီတန်းချိတ်ထားတာမြင်ရတယ်အလင်းရောင်အောက်မှာတဖြည်းဖြည်းလင်းလာတယ်မိန်းကလေးကတုံရီရီနဲ့ချင်းကပ်ပြီးတေချာကြည့်လိုက်တော့ခဏပဲငေါငေါကြည့်နေမိတယ်ဒီဟောင်းနေတဲ့အဝတ်တွေကရွှေချီပပလေးတွေနဲ့ချုပ်ထားတာပါလားအပေါ်မှာဖိနှိမ့်တဲ့မျက်လုံးတွေကလုံးကြီးတွေကြီးပဲအနီရောင်ကြောက်ညီကြီးတွေဒါတွေမကဘူးစိတ်နဲ့ပလဲတွေကမရေတွက်နိုင်အောင်များတယ်ဒါတွေကိုတေချာမြင်တော့မိန်းကလေးရဲ့နှလုံးသားထဲမှာလှုပ်ရှားသွားတယ်ဒါဟာတကယ်လို့တော့မယုံနိုင်ဘူးဒီရွှေချီနဲ့ကြောက်မြရတနာပလဲတွေနဲ့ချုပ်ထားတဲ့ခြေပေါ်20အထည်လောက်ပဲထုတ်ကြည့်ရင်တန်ဖိုးကဒီတိုက်လေးလုံးကိုဝေးဝေးကြီးကြော်သွားနိုင်တယ်ဒါအဝတ်တွေမဟုတ်တော့ဘူးတေချာတာကအချိန်မရွေးတည်သွားလို့ရတဲ့ရွှေတောင်ကြီးတစ်လုံးပဲမိန်းကလေးကမတိလိုက်ပဲမိခလုတ်ကိုနှိပ်လိုက်တယ်ပိုပြီးရှင်းရှင်းလင်းလင်းကြည့်ချင်တာနဲ့ဒါပေမဲ့မီးလင်းလိုက်တာနဲ့ခြေပေါ်ပေါ်ကအလင်းတွေခဏချင်းပျောက်ကွယ်သွားတယ်ဒီအချိန်ကျမှအဖွားရဲ့အစီအစဉ်ကိုသူ့အပြည့်အဝနားလည်သွားတယ်အဖွားကြီးကသားတွေကအိမ်ချမ်းမြေလူမယ်ဆိုတာကြိုသိထားတယ်ဒါကြောင့်ဒီနီလန်းကိုတုံးခဲ့တာဘိုးဘွားအမွေတွေကိုဘယ်သူမှဂရုမစိုက်တဲ့အဝတ်ဟောင်းတွေထဲမှာဝတ်ထားတယ်ဘာလို့လဲဆိုတော့သူ့မြေမကလွဲရင်ညတကောင်ချိန်မှာဒီအမိုက်တွေကိုဘယ်သူလာလန်မှာလဲဒါကိုစဉ်းစားမိတော့မိန်းကလေးရဲ့မျက်ရည်တွေမရက်တက်နိုင်ပဲကျလာတယ်ဒါပေမဲ့စိတ်ခံစားချက်တည်ငြိမ်သွားတဲ့အခါပြဿနာတစ်ခုချက်ချင်းပေါ်လာတယ်ခြေပေါ်တစ်ထည်တွေကပေါင်30ကျော်လေးတယ်20ပေါင်းရင်ရာနဲ့ချီတယ်သူဒီပစ္စည်းတွေကိုဘလို့မှမသိအောင်တည်ထုတ်မလဲကိုယ်တိုင်မပါနိုင်ဘူးပစ္စည်းပြောင်းကုမ္ပဏီခေါ်ရင်ဦးလေးတွေတတိထားမိမှာပဲဒါကိုစဉ်းစားမိတော့စိတ်ပြအားငယ်မှုကြီးတစ်ခုချက်ချင်းဝင်လာတယ်မိုးလင်းတော့မယ်ဆိုတာကြည့်လိုက်တော့မိန်းကလေးက3ရက်ကရှေ့နေကိုရုတ်တရက်တတိရမိတယ်မတိလိုက်ပဲဖုန်းကင်လိုက်တယ်ရှေ့နေကသူ့အတန်ကြားတာနဲ့အတူချုံပြန်ဖြေတယ်မိန်းကလေးရဲ့တင်းနေတဲ့အာယုံတွေချက်ချင်းပြေရောသွားတယ်ဒီတစ်ခါအလိုလိုတိမှုမှန်နေလို့ထင်တယ်နိုင်ဝက်မပြည့်ခင်ရှေ့နေကလုပ်ပေါ်ကင်ဖက်2ယောက်နဲ့အတူပစ္စည်းပြောင်းဝင်နှန်းအတူလုပ်ပြီးအင်ကြီးကိုရောက်လာတယ်သူကအတန်တိုးတိုးနဲ့ပြောတယ်အဖွားကခြေပေါ်အကြောင်းမှာထားတယ်ဦးလေးလေးယောက်ကိုလုံးဝမသိစေရဘူးမိုးမလင်းခင်အကုန်ပြောင်းရမယ်မိန်းကလေးကလူ2ယောက်ကိုဗီဒီယိုရှေ့ခေါ်သွားတယ်အားလုံးလုံးတော့မလုပ်ခါနီတကားဝမှာရုတ်တရက်အော်ဟစ်တန်တစ်ခုထွက်လာတယ်你鬼鬼祟祟的在干什么မိန်းကလေးရုတ်တရက်လန့်သွားတယ်ရှေ့နေလဲလန့်လို့အသက်ရှူဖို့မေ့သွားတယ်ဒါပေမဲ့သူမကြခင်မှာစိတ်ကိုပြန်ထိန်းလိုက်တယ်အဖွားချန်ခဲ့တဲ့အဝတ်တွေအများကြီးမို့ကျမတယောက်တည်းနဲ့မပြီးနိုင်ဘူးဒါနဲ့ဆရာ2ယောက်ကိုလက်ကမ်းခေါ်ထားတယ်ဦးကြီးကတကားဝမှာကြားပြီးတခစ်ခစ်ရဲတယ်ဒီအိတ်ဆုပ်လိုအဝတ်တွေကိုပတ်စံပေးရကျိုးနဲ့လား总归是奶奶留下的念想。行了，那你快点。